ထဲဝင်ကြည့်ကြဆိုတော့ရုံးစောဓပုံလေးရင်ပြပါမယ်ခေရိုက်ထားတဲ့ပုံနေပဲဖြစ်ပါတယ်အကျဲဝင်ကြည့်ချဆိုတော့ဒါတော့ရှေ့ဆုံးမှာမြင်ရမဖြစ်မနေမြင်ရမယ့်အယုံလေးပါရှင့်ခါဝင်လေးပါဓပုံလေးနဲ့ပြပါမယ်ရှင့်ရိုက်ပြပါရဲ့အဲ့ဟာမှာအဲ့အရှိမဒီလိုမျိုးချောင်းမအောင်မဖြစ်သွားရင်မဖြစ်မနေကိုသွားလို့ရပါရဲ့ဒါလည်းဓပုံလေးနဲ့ရိုက်ပြပေးပါမယ်ရှင်အယုံးတွေပဲဖြစ်ပါရဲ့ရှင်ဒါတော့โอเคဓပုံနဲ့မရိုက်ပြတော့ပါဘူးဒီလိုလေးပေါ့အရာတော့ဒီကာလာနဲ့ရောင်ရှိရယ်ဒီမှာအရာလေးမျိုးစုံရှိရယ်ဒါလေးကြတော့ဒီလိုမျိုးလေးနဲ့အနောက်ကကြတော့ဒီလိုမျိုးဒီဇိုင်းလေးရှိပါတယ်အဲ့ဒါတော့အရာတစ်နဲ့တော့လေး6ခု9ရောင်ရှိပါတယ်ဒီလိုမျိုးစာတန်းလေးနေနဲ့ကြတော့3ရောင်ရှိပါရဲ့ရှင်ဒါကြတော့အင်ကြီးလေးပေါ့ဆွဲကြိုးလေးနဲ့ပါတာအယောင်1ရောင်2ရောင်3ရောင်4ရောင်5ရောင်ရှိပါတယ်ဒါလေးကတော့2ရောင်ပဲရှိပါတယ်ဟုတ်ပါ4ရောင်ရှိပါတယ်ဒါကတော့ဘောင်းမီလေးတွေဟာအခုတော့ဓပုံနဲ့ပြလိုက်ပါမယ်အဲ့လောက်ပဲတင်ပေးပါမယ်ဒီဆိုင်ကတော့စနစ်သမမတိုင်းဟောရထားလဲမရှိပါရဲ့အဲ့တယ်လီမုန်းဖုန်းဆိုင်ရဲ့အရှိမရှိပါရဲ့ရှင်တယ်လီမုန်းဖုန်းဆိုင်မှာလည်းအားပေးလို့ရပါတယ်တတာဘိုင်ဘိုင်